အားလုံးပဲမင်္ဂလာပါတင်ချာပညာအတွက်ချက်ပညာမှာဆိုရင်ကိန်းကနန်းတူတယ် unit တူတယ်ဆိုရင်တော့တန်ဖိုးကတော့အတူတူပဲပဲနေရရအဲ့ဒီတန်ဖိုးအပြောင်းလဲမရှိပါဘူးဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ဒါကစင်ကာပူဒေါ်လာ50ဖြစ်ပါတယ်ဘယ်နေရာမှာသုံးစင်ကာပူဒေါ်လာ50နဲ့ညီမျှတော့တန်ဖိုးကိုအလဲထန်ပြောင်းဝယ်ဖောက်ကားလို့ရတယ်သို့တော်လည်းကိန်းကနန်းတူတဲ့ unit တူတဲ့တန်ဖိုးမတူညီသောအခြေအနေအချိန်ကလူမှုအတိုင်းအဝိုင်းကိုပြောပြချင်ပါတယ်ဥပမာအနေနဲ့မီလီယံနဲ့တထေးကြီးလက်ထက်မှာရှိသောဒေါ်လာ50ရဲ့တန်ဖိုးနဲ့သူဆင်းရဲမိပါမယ်မုတ်ဆုံးမတွေရဲ့လက်ထက်မှာရှိသောဒေါ်လာ50ရဲ့တန်ဖိုးကမတူပါဘူးအိမ်သာထဲကိုအရန်ဝင်ချင်သောသူတယောက်အိမ်သာတက်ချင်တဲ့သူတယောက်အတွက်10မိနစ်ရဲ့တန်ဖိုးကအိမ်သာအထဲကနေပြီးတော့အပြင်ထွက်လာမဲ့သူရဲ့10မိနစ်ရဲ့တန်ဖိုးနဲ့မတူပါဘူးအလုတ်များနေသောသူအလုတ်လုံနေသောသူအတွက်15မိနစ်ဆိုသောတန်ဖိုးကအားနေသောသူအလုံးမလုသောသူရဲ့နိုင်ဝက်ထက်တန်ဖိုးရှိပါတယ်တင်ရမိဘကို15မိနစ်အချိန်ပေးခြင်းသူ့အတွက်ကတော့2နာရီ3နာရီနေ့တစ်ဝက်စာလောက်တန်ဖိုးရှိပါတယ်တင်ရဲ့အတိတ်မှာဆုံးရှုံးခဲ့သောအချိန်တနာရီကလာမယ့်အနာဂတ်မှာရှိလာမယ့်အချိန်ရဲ့တန်ဖိုးနဲ့မတူပါဘူးလူတယောက်ရဲ့အချိန်ကိုတင်ဖြုံးလိုက်မိတယ်ဆိုရင်ပြန်ပေးနိုင်မယ်လို့တော့မမျှော်လင့်ပါနဲ့ပြန်ပေးနိုင်သည့်တိုင်အောင်လဲအချိန်ရဲ့တန်ဖိုးခြင်းကမတူတော့ပါဘူးဣသရေလအနွယ်12နွယ်ထဲကလူအုပ်စုမများသောအနွယ်လေးတစ်နွယ်အကြောင်းပြောချင်ပါတယ်အဲ့ဒါဣသခါအမျိုးနဲ့ပြည့်ပြီးတော့သူတို့စီမှာထူခြားသောအရေးချင်းအရေးတွေရှိပါတယ်။တမန်ကျမ်းစာမှာဆိုရင်လေဣသခါပိတ်သိလို့တုံတတ်ပါတယ်။ကာလအချိန်တို့ကိုနားလည်ပြီးဣသရေလအမျိုးသည်အဘယ်သို့ပြုသင့်သည်ကိုသိသောဣသခါလူမျိုးအဲ့ဒီလူမျိုးကအချိန်နဲ့အချိန်ကာကိုသိတယ်။ဘယ်အချိန်မှာဘာလုပ်ရမလဲဆိုတာသူသိတယ်။ဘုရားသခင်ရဲ့အချိန်သဘောတဘာဝကိုသိတယ်။ဣသရေလလူမျိုးထဲမှာကောင်းဆောင်ပိုင်းနေရာမှာရှိနေခဲ့ပါတယ်။တန်ရှင်းတော်ဝိညာဉ်တော်ရရှိနေသောသူတင်းအတွက်လည်းဣတိခဘိတ်သိက်ကိုရနိုင်ပါတယ်။ဘုရားသခင်စီမှာတောင်းဖို့လိုတယ်။အဲ့ဒီဣတိခဘိတ်သိက်ရှိသောသူတွေရဲ့စိတ်သဘောထားကလူအများတွေကိုနားလည်တတ်တယ်။အချိန်နေနဲ့အချိန်ခါကိုနားလည်တယ်။လူအများတွေကိုချစ်တတ်တယ်၊ကိုချင်းစာတတ်တယ်၊ကျင့်တတ်တယ်။အဲ့ဒါကြောင့်အချိန်နေနဲ့အချိန်ခါမှာလောက်ရမယ့်အချိန်တွေသူသိလာတယ်။ဘုရားသခင်ရဲ့ပြက်ကတိန်တမန်ကျမ်းစာရဲ့ပြက်ကတိန်ကိုသူသိတယ်။ဉာဏ်ပညာတွေကိုတန်ဖိုးထားပြီးတော့ရှာတတ်တယ်။ဒါကြောင့်ဘုရားသခင်ကတမှုထူးခြားချီးမြှင့်ခဲ့ပါတယ်။သူတို့ရဲ့အရေးချင်းတစ်ခုကတော့အချိန်ကိုတန်ဖိုးတတ်တယ်။ဒါကြောင့်တန်ဖိုးရှိလာတော့သင်ရဲ့အချိန်ကိုအလားတူမဖြုံးမိပါနဲ့။အချိန်ကာလရဲ့တန်ဖိုးကိုနားလည်ပြီးတော့အချိန်ကိုရွေးနှုတ်တတ်တော်သူဖြစ်ပြီးတော့ဣတိခါရဲ့ဘိတ်သိက်ကိုရယူနိုင်တော်သူဖြစ်ပါစေလို့သခင်ရှုနာမ၌ကောင်းကြီးမင်္ဂလာကိုကြေညာပါတယ်ဒီဗီဒီယိုကလစ်လေးကို share လုပ်ခြင်းအပြင်ဧဝံဂေလိမှာပါဝင်ကူညီဖို့မြစ်တရခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်